Hello မင်းငါက Manchester United သတင်းတွေတင်ဆက်ပေးနေတဲ့ Reddit ပဲ Facebook TikTok YouTube channel နဲ့အားလုံးကြိုဆိုလိုက်ပါတယ်။တော့ဆုံးသတင်းတစ်ခုအနေနဲ့ Manchester United လက်တင်အပြန်ဖက် Manchester City တဲ့36နှစ်အင်္ဂလန်နောက်ကန်စားသမား Carson Brown ကိုခေါ်ယူရန်ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒီလူငယ်စားသမားလေးဟာ United Brighton တင်လို့လည်းဆွေးနွေးမှုများပြုလုပ်ထားခဲ့ကြောင်းသိရှိရပါတယ်။ဒီရောထိုးဝိုင်းစားတိုင်းမှာပေါ်ပြထားတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Newcastle Tottenham နဲ့ Aston Villa Arsenal Chelsea Liverpool Manchester City နဲ့ Manchester United တင်တော့ဘုံမော်တင်တဲ့19နှစ်ရွယ်ပြင်သစ်တိုက်စစ်ကစားသမား Eli Junior Crowley ကိုခေါ်ရန်စိတ်ဝင်စားနေကြရလို့သိရှိရပါတယ်။ Manchester United တင်ဟာဒီနေရာဒီမှာကိုသမား Andrew Onana ကိုရောင်းချအောင်စီစဉ်နေတယ်လို့သိရှိရပါတယ်။29နှစ်ရွယ်ရှိကင်မရွန်ကိုသမား Manchester United တင်မှာနေရာပြောင်းသွားပြီးတဲ့နောက်တူရကီကလပ် Trabzonspor ပေါ်တင်ထံငှားကစားနေတာဖြစ်ပါတယ်။ Scott McTominay ဆိုတော့ပြည်များလေးကိုပြန်လာနေတယ်လို့သိရှိရပါတယ်။ Manchester United တင်အဆင်တော့ပြန်လဲ Scott McTominay ကိုပြန်လဲခေါ်ယူနေတယ်လို့သတင်းတွေမှာပေါ်ပြနေကြပါတယ်။ Manchester United တင်ဟိုဘာနန်တဲ့18နှစ်ရဲ့ကွင်းလက်ကစားသမားမာတီးယမာနီကိုလည်းခေါ်ယူနေကြောင်းသတင်းတွေထွက်ပေါ်နေကြပြီဖြစ်ပါတယ်။ဒီနေ့တော့ Manchester United တင်များဒီညမှာရနာကိုပြုပါနောက်ထပ်နောက်ဆုံးသတင်းများဆက်လက်စောင့်ကြည့်ပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ်